ဒီနေ့ကတော့အရန်အရသာကောင်းတဲ့ coconut berry cheese ကိုဘယ်လိုဖြေရလဲဆိုတာကြည့်ကြမလား။အဲကတော့ raspberry ကိုသုံးတယ်ပေါ့နော်။တကယ်လို့ကိုကဒီလိုမျိုးအမှုန့်နဲ့စီနော်အမှုန့်နဲ့30 ml သုံးပေါ့နော်။တကယ်လို့အမှုန့်မရှိဘူးအရည်နဲ့သုံးချင်တယ်ဆိုရင်လည်းအရည်နဲ့သုံးလို့ရတယ်နော်။ရင်နွေး90ထည့်မယ်နော်။ဒါလေးကိုရင်ဖြေလိုက်မယ်။သူကအနက်မှုမှုလေးလေးဆိုရောင်လေးလေးဖြစ်စေရတယ်။အရသာဆက်ထားတဲ့တကြားရည်ကိုချန်က35 ml ထည့်လိုက်တယ်နော်။ပြီးရင်တော့ကျွန်တော်ဒီလိုမျိုးကိုကိုနတ်ပေါ့နော်ကိုကိုနတ်အခဲကိုသုံးမယ်ဒီလိုကိုကိုနတ်အုံးကျေလီကိုချမ်းကအနှဲငယ်လေးထည့်မယ်နှစ်စွန်းခတ်ထည့်မယ်နော်โอเคရေခဲထည့်မယ်ကြော်ဆက်ထားတဲ့ဘယ်ရီအရသာကိုအပေါ်ကနေထည့်လိုက်မယ်နော်ပြီးရင်တော့ချမ်းအရသာဆက်ထားတဲ့ cheese ပေါ့နော် cheese ကိုအပေါ်ကနေထပ်ပြီးထည့်လိုက်မယ်နောက်ဆိုရပြီဒီလိုအရသာကောင်းကောင်းလေးနဲ့အယောင်လှလှလေးတင်ယူခြင်းတဲ့သူတွေကတော့ကျွန်တော်ပျော်နီး business အတန်းကိုတက်လို့ရတယ်အဲ့ဒီအတန်းကိုဒီနေ့ဒီဗီဒီယိုကနေကြည့်တဲ့သူအထူး promotion ပေးမယ်ပုံမှန်ဒီပျော်နီး business အတန်းကပျော်နီး25မျိုးပါတယ်ဒီတင်နန်းက2,900,900ကိုအထူးချင်း2သိန်းခွဲနဲ့ရတဲ့အပြင်super food တင်နန်းကြီးကျွန်တော်ဒါထိုင်းနိုင်ငံမှာ update လုပ်ခဲ့တဲ့တင်နန်းပေါ့နော်အဲ့ဒီတင်နန်း1,900,900တဲ့တစ်ခု freeအဲ့တော့ဒီ screenshot ကို2သိန်းခွဲနဲ့အပ်တဲ့သူကတင်နန်း2ခုရပါမယ်တင်နန်း2ခုပေါင်းမယ်ဆို4သိန်းကျော်နီးပါးကို2သိန်းခွဲနဲ့အထူးကြီး10ဦးတွင်းရသွားမယ်အဲ့တော့ screenshot ပြီးတော့မှအထူးကြီး2သိန်းခွဲလို့ပြောပြီးတင်နန်း2ခုလို့ပြောပြီးတော့မှတွားယူလိုက်ပါအားလုံးကိုကျေးဇူးပါ